မြစ်တာနေနေလေးနဲ့တိုက်ခိုက်နေပြီဆိုလားဟုတ်ပါလားချေချေ姐姐，嗨，嗨。
bảo cho đi bà đi mua cô bà bóng rồi nhưng nó bây giờ lại bảo là thế nào ăn mà vậy đi đi mua đi tu đi mua ra tiếp tiền này sang cái khám bố suy làm gì được bảo đấy lấy cái này không được là qua với sự sang cái khám bố suy làm gì được chế bảo chăn nhà khắp đi lắp bắp khăn nhà đi rồi mà lúc cái nhà xe mấy cái giáo đồ anh là họ mình nhà để tôi phải đi cả đó là phần nào mà đi ra tiêu mà ta là khám nhà ông bà vậy ai aku cakapပြောတာဆိုတာကလာလေးတွေလေအမိဘပြည်သူများကိုရင်ဖွင့်တေးသံသာလေးတွေနဲ့မိတ်ဆက်လို့ပြီးပါပြီဟုတ်ကဲ့ကဲအကအဆိုတွေပြီးသွားတော့ပြောတာဟန်မူရလေးတွေနဲ့မိဘများကြည့်ကြကြတယ်မြင်ကြပြီလားခင်ဗျာမှန်ပါဗျာကဲခင်ဗျားတို့ကျုပ်တို့တွေကနောက်ဆုံးပုံတိုင်းကြီးကြည့်ရှုခံစားကြပါလို့လားခင်ဗျာlâu là gì ngày đi ăn lúc mà này lúc mà cố ýဟုတ်တယ်ဒီအပေါ်ကအပေါ်ကြီးလို့ဒီနေ့မှာဝါအကြီးဆုံးအရှိဆုံးရတဲ့ဘိမှာပဝင်ပြပြပေးရတဲ့ဝန်ထမ်းပါတယ်ဒီကနေ့ကျွန်တော်မွေးစားဒီဖိချမ်းကိုကျွန်တော်တို့ကကာလဝတ်ပြီးပါတယ်ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဟိုပြည့်ရဲ့မွေးစားသားကျွန်တော်တို့အားလုံးပြရကျွန်တော်တို့ကိုတဲ့စကားတွေဒီပြီးတဲ့ငါးကောက်ပေါ်ကားတွေဒီပြီးတဲ့ကဆရာခင်ဖြစ်တယ်ကျွန်တော်လည်းဖျားတာတော့ကိုစမ်းမင်းစာဖျားကိုစမ်းမင်းကဇာတိရတဲ့လာပြီးဇာတိုက်ကျွန်တော်တို့လက်စင်ကမ်းပြီးကျွန်တော်တရားသုံးနဲ့ထားခဲ့ကျွန်တော်လည်းဒီနေ့တရားသုံးနဲ့ဆက်ဖျားတယ်ဟုတ်တယ်ကျွန်တော်လည်းအဲ့ဒါကိုတယောက်တည်းတော့ဘယ်ဟုတ်မလဲဆိုတော့ဒါလေးကိုဆက်ပြီးတော့ဒါလေးနဲ့ဆက်ဖျားတစ်စစ်နဲ့အားလုံးလည်းပြီးခဲ့ပါမိသက်ကြီးလည်းပြီးခဲ့ပြီးတော့တော်ပြီတော်တော့လုံးလေအဲ့တိုင်းပဲရက်ထားလိုက်တော့လေတော်ပြီလေဒီပါအဒီနာဟုတ်ကဲ့ဒါတကယ်ချင်းချင်းလည်းပြည့်နေတာလို့ကျွန်တော်တို့ပါပြတော့ပြလိုက်ပါဦးမယူရစေနဲ့တကယ်ကြီးကိုဘာမှမဖြစ်ဘဲနဲ့တော့သူများဖြစ်တာနဲ့ပွင့်မိနေပြီလို့မကတော့ငါပြပြရတယ်အော်ဒေတာလေးကအချားကြီးတာဟောတင်ညို့လည်းအချားကြီးလို့လေပေါ်စိတ်ကြိုက်ပြီးတော့ဘယ်သူလဲပြီးပဲစိတ်ခိုက်တာတာလို့ဖြစ်ရတယ်အာသားဖဲပေးတို့မမလေးလားဒါလေးတွေမြစ်တာလေးတွေပေါ့နော်ကလေးတွေပေါ်မှာထားတဲ့မြစ်တာလေးတွေဟဟလားဒါမို့ဘဘကအစိမ်းအောင်ထမင်းကြီးနဲ့ဘယ်လိုဖြစ်တာဆက်ကလေးကခေါ်လာအငယ်လေးငါမပြောဘဘရွှေမန်းဦးတန်းနိုင်ဒီမှာဘယ်လောက်ချိန်ညင်းနေမလဲနားပဲမိမသားနဲ့အော်လေဟမ်မင်းတို့အဲ့လိုကြာဝှက်စုပ်ဘုံနေတော့ဘက်ကမိုင်းယူချင်လို့ရှိရင်ဟိုဘက်သွားလေဟိုမှာခုံပေါ်မှာတလုံးကြံခဲ့တယ်ယူပဲအမင်းတို့ကမင်းလုံးယူလိုက်ဒါကကျွန်တော်တို့ဒီမှာစက်တိုက်ချီ3ရက်ရှိပါတယ်ဒီကကျွန်တော်တို့ဒီမှာစက်တိုက်နေအဲ့ပါโอเคကဲနာအခန်းကဏ္ဍလိုက်ကျွန်တော်တို့တက်တယ်ပါစီစဉ်နေအဲ့ဒီမှာကျွန်တော်ဟိုချစ်တော့ပါတယ်မနေ့ကမှလည်းဒီရခိုင်
အတွက်လူတန်းမှုကောက်ခံနေတာကလည်းအကိုယ်တို့လူကူရောဘိုင်းတာရှိတဲ့များအဖွဲ့တွေနဲ့တို့တွေအဲ့ဒီကစက်တာရေးရှိမှာဆိုင်းတဲ့ဒီလူကူကောက်ခံဒါလူကူကောက်ခံတော့အလူကမှာလူကမှုကြီး အဲ့လူကပုဂ္ဂိုလ်ကျွန်တော်မျက်နှာအဲ့မျက်နှာပေါက်နေလားမသိပါဘူးမရင်းဆိုရင်နေရကျွန်တော်မျက်နှာမြင်မမြင်ညောင်းဆောင်ရတယ်အလူခံလိုအားကြီးကျွန်တော်စီးလေးရောက်ပါတယ်မနေ့ပြန်တော့ကျွန်တော်ဇက်ရုံနဲ့လည်းစားစရာလေးဝယ်ပြီးတော့စားပြီးယူသွားလို့ရပါတယ်နိုင်ထားပါတယ်တော့တောင်းပန်ထားပါတယ် ဒါလည်းကိုကိုချစ်ရှိဘွားအတွက်မဟုတ်ပါဘူးအဖေအတွက်ကိုကိုချစ်ကရှာပေးနေတာ ဟုတ်တယ်ဗျာ မဟုတ်ခံပြီးကိုရှာပေးနေတာပါကျွန်တော်တို့ကြီးက နော်အဲ့စကားအချိန်ဆုံးပဲကဲကိုကြီးချစ်မပြောထားမယ်လေကျွန်တော်တို့လူရှင်တော်ကြီးထွက်ကြမယ်ကြားကျင်လေဆိုကျွန်တော်တို့ကစကားပြောနေတာတို့ခေါ်လာမသိဘူးဆိုလူရှင်တော်အခုမခေါ်နဲ့ဝါကျွတ်ထိပြီးမှမဟုတ်ဘူးနော်ကရကလိုက်တော့ဒီကိုမကြည့်နဲ့ကတယ်ခွဲကတပိသက်တန်းနှစ်ပေါင်း40ပွဲတော်ကြီးပါ ဟုတ်တယ် စကားနဲ့အပြောမဟုတ်ပဲနဲ့တသက်တာလုံးဖြတ်သန်းခဲ့တဲ့ရိုးရာပေါ်မှာတန်ဖိုးထားတဲ့ချမ်းရဲ့ချစ်တဲ့စိတ်တန်ဖိုးထားတဲ့စိတ်မြမကြီးတော့တသက်လုံးဖတ်တွေ့ပြီးတော့တမိုင်းတွင်ခဲ့တဲ့နေ့တစ်နေ့ဖြစ်ပါပြီ ဟုတ်တယ်ဗျာ နော်ဗျာဟုတ်တယ်ဒါဘုန်းကြီးတို့တေချာပြောရမှာဘာကြောင့်လဲဆိုတော့စာဝနေအတွက်ဇက်ဆက်ရက်ဒီအတွက်ခေတ်ပေါ်လူပညာတွေဘာမှထမင်းစားရတဲ့ခေတ်ကြီးမှာလုံးဝမဖက်တွေ့ပဲနဲ့မြမယဉ်ကျေးမှုတစ်ခုတည်းကိုစ조사ပြီးတော့နှစ်ပေါင်းများစွာခိုင်ခိုင်မာမာရက်တည်နိုင်ခဲ့တဲ့ခွန်အားတတ္တိပါရမီစိတ်ဓာတ်စေတနာတန်ဖိုးတွေဟာဒီနေ့သမိုင်းတွင်မှတ်တမ်းတင်ရတဲ့နေ့ပါခင်ဗျာ ဟုတ်တယ်ဗျာမင်္ဂလာပါဗျာ ဟုတ်ဗျာကျွန်တော်တို့ကတော့ဒါအုတ်တစ်ချက်သေးတဲ့ဝင်ကိုကြောင့်လည်းအနှောက်အယှက်မဖြစ်အောင်ကျွန်တော်မှသတိထားနေရတာ ဟုတ်ကဲ့ ခုနသွားတော့ကြနေရတဲ့ကဝင်ပါတယ်ထင်ပါဆိုတော့ကိုလည်းတကယ်ချင်းပြောလို့ငါမပြောလို့ဆိုသူပြောပြီးတော့ဒီဘက်ပို့လို့လိုက်အော်ကျွန်တော်လည်းမိုက်ကင်ပြီးပြောပြသွားတာပေါ့နော်အားလုံးသောလူရှင်တော်ကြီးများဟုတ်ကဲ့ နော်ခုနှစ်ပေါင်း40ပွဲမှာတွေ့ရတယ် ဟုတ်တယ် ဒါ45နှစ်ပွဲမှာဆိုဒီလူရှင်တော်ကြီးမြင်ညမမြင်ရတော့ တေတော့ပါလေဟော နိုင်ငံညာခရီးသွားပါသွားဗျာဟိုပါစီပြောပြီးဒီ ပြောပါ ချောင်းဆိုးနေပြီဒီမှာချောင်းဆိုးနေ မပြောနဲ့ ကဲကောင်းလို့တွေ့ရတာဥရွှေခဲ့အဲ့ဒီပုံစံကြီးနဲ့အပြည့်မနေတော့ယောဂီဝေစာကြီးနဲ့ပရိစိတ်ပြီးနေတာနောက်ကအပေါက်မှာငုတ်တုတ်ကြီးထိုင်လို့ဒါကများဥချမ်းမိသားစုတွေကဝင်သွားလိုက်ဩချမ်းစေတနာကောင်းလိုက်တာမတို့တွေဘေးရင်ဆရာကြီးကခေါ်ပေးထားပါလား စမ်းလီကို ဘေးရစရာလည်းမတူသေချာကြည့်တောင်လုံးမှာပွဲပိတ်ပိတ်ခံလို့ဒီရောက်လာတဲ့ဘိုးတော်ကြီး နေပါဗျာအဲ့ကိစ္စလည်းပြောပါမဒီနေရာပြောမှကျွန်တော်တန်မိုးရှိဘူးစကားစားပေးရပြီ တော့စပေးတာဘိုး တောင်မျိုးငွေပိတ်တာဖိုးချစ်တယ်ဗျာကဲကျွန်တော်ကိုအဲ့လောက်ထင်ကြည့်ခုမှသိလို့ကျွန်တော်ကပိတ်နိုင်တဲ့အားလည်းမရှိတော့ဖွင့်နိုင်တဲ့အားလည်းမရှိပါဘူးခင်ဗျာကိုကမအကိုတို့ကိုစံဟိန်းတို့ကိုအောင်ကျော်ဆန်းတို့ကမှလေဇက်ယုံနေယုံနဲ့မကရဘူးဆိုလို့ကျွန်တော်ကအကိုတို့ဒါကောက်ဝင်ပေါ်တော့ပြုပါဆိုအတနာခံစာတင်တာကံကောင်းတယ်ဗျာကျွန်တော်အတနာခံစာတင်တာ12နာရီခွဲတနာရီမှာအစည်းအဝေးလုပ်ပြီးတကွင်းလုံးပိတ်ထားလိုက် အောင်မြင်နေဆိုရ ကျွန်တော်ပြောနေတာလာရက်လာကြည့်တောင်ပြုတ်လန်တော့ရိုက်မယ်ဆိုမဟုတ်ပါဘူးဗျာကျွန်တော်တရားဝင်ရှင်းပါကျွန်တော်တို့ကပိတ်နိုင်ဖွင့်နိုင်တဲ့အားမရှိပါဘူးကျွန်တော်တို့ကဟိုစီကံလေးနဲ့တူခွင့်ပြုတာလေးထောက်တယ်ဒီလိုပဲရှိတာပါနော် ဟုတ်တယ် ကျွန်တော်တို့ကဒါလို့မလုပ်နိုင်ပါဘူးမလုပ်တတ်ပါဘူးခင်ဗျာ တောင်ရုံပွဲပိတ်တာကိုချစ်ရဲ့ကျွန်တော်ကတော့ဘယ်သူမှမသတ်တာဘူးကိုတော်ကြီးကိုတော်လေးသတ်တာ ဘာလို့တော့ တစ်နေ့မှတစ်ခါရင်ချိုးရတယ်ဒီနေ့ရင်ချိုးနေရ ဟဲ့ကတိမ်ညွန့် တုံးပြီးနေ နင်းသွားမလုပ်နဲ့မစော်ကားနဲ့ကိုရိုကြီးကိုရိုလေးမစော်ကားနဲ့နင်းကိုနတ်ကြိုက်လိမ့်မယ် ဟေးဥရွှေကြီးဒါအဲ့ဒါကြောက်လို့မှကျွန်တော်မပြောရလို့မှရှင်းရပါတယ်ဆိုဟုတ်လားကျွန်တော်နတ်ကင်မှာကြောက်တာဆိုသူများမေးတာကိုချစ်တဲ့နတ်ကင်တော့မဲတယ်မကြောက်ဘူးလို့နတ်ကနားလေတယ်နတ်ကတော့ကင်မှာကြောက်တာရတယ်ဟေးကဲခရီး ဒါရေ မင်္ဂလာပါဗျာ မင်္ဂလာပါ ပြောမှဆိုမှရှိတယ်ခွန်းတော့ပါ ဟုတ်ပြီ ဒီ item သိလား ဘာတော့လဲ လွန်ခဲ့တဲ့2နှစ်တာဝန်ယူပြီးကြတယ်တွေးသည်များဒီလိုဟုတ်ကဲ့ပါကဲကကြအောင်ဗျာ ဟာမေ ရ တို့ဘာမင်းကမင်း ကာဂျီနာနဲ့ကခွဲ တိုက်ကျွန်တော်တို့တိုက်ထား ကချင်နာကချင်နာမတိုက်ထားဘူး
ကဲဝလာချင်းလေးလည်းကောက်မင်းသမီးတို့အချက်ရှိမှတကယ်တမန်စင်ကြီးတကယ်ကိုတန်ဖိုးရှိဆောင်ရတော့တယ်နော်ကြည့်လိုက်ကျွန်တော်ကျွေးစင်းသွားတယ် ဟောတယ်မသူမလေးတောက်လျှောက်ကတော့နော်မင်းမီတလက်ပြီးတလက်အနည်းဆုံးတကယ်ချင်းနေပေါင်း40စကားပြီးတော့မင်းသမီးကိုတွဲနိုင်ပြီပေါ့ဟာမဟုတ်လေနေပေါင်းများစွာတယောက်ပြီးတယောက်ပြောသိပြီပေါ့ဟုတ်တယ်အတူတပါနဲ့ကျွန်တော်တို့ဇက်ကကျွန်တော်တို့တပင်းသက်16နှစ်ဟုတ်တယ်16နှစ်စာတော့မရှိဘူးပေါ့နေပေါင်း40ပေါ့ဟုတ်လားဘုရားကဥရွှေကလေးတို့ကြည့်ဟိုအဖိုးတွေဘာတွေခင်ဗျဟုတ်တယ်ထိတ်ကုန်မရဘူးမြင်နိုင်ဘူးအဖေကတော့ ဘာမှမဟုတ်ဘူး ပြည့်ရှိသေးမြအကုန်တွဲသွား မင်းဒီဟမ် ဖေဦးချစ်ဟမ် အဖေရောတွဲလိုက် တွဲကြည့်နေ တွဲကျင်လား တွဲကြည့်နေ အဖေတွဲကျင်တော့ကျိုးသွားတော့လိုက်တော့ အဲ့ဒီလိုမလေးဗျာမလေးဟုတ်ပါဗျာ သူကသူနေမဲ့ဥစ္စာဒီနေ့ကြောင့် အဲ့ကောင် ဘယ်တော့ ဘိုးမတည်ပဲဘွားတည်မှနေစစ်သား တကယ်ချင်းတပုတ်လောက်ကလည်းမယ်နော်ကလည်းမယ်နော် corner spray လေးတွေပဲဦးဆိုင်ကျေးဇူးနော်ကျွန်တော်စာတင်ပြီးလေးလည်းခါရဲအပိတ်ခါလည်းမကောက်ဘူးနော်ကျေးဇူးတင်ပါနောက်ကြကျွန်တော်အာကိုသိလားဟုတ်ကဲ့အော်ကျွန်တော်တကယ်ပြက်လုံးပြက်တာမဟုတ်တကယ်ရည်စရာပါခင်ဗျာဘာမှလုပ်မပေးဘူးလားတောင်းယူထားပြီလို့ကမယ်မကရင်ကုန်ငတ်ကုန်မှာပေါ့သူတို့လာပြောတဲ့အချိန်မှာကျွန်တော်ဇက်တက်တာလေးပေါ်မှာမိုးတူလေးထိုင်းပြီးဘုဒ္ဓလင်ပွဲမကလို့စိတ်ပြည့်ကျွန်တော်အဲ့လိုမို့လို့လည်းသူပြန်ပြောလို့ကျွန်တော်လည်းမေးပါဦးလို့ကနေလားမကနေလားလေးမျက်နှာကဲမျက်လေးကြည့်ပြီးမေးပါဦးလို့အဲ့အချိန်ကျမှလိုက်ကမသိဘူးမန်နေဂျာလာပြီးထမင်းဘူးတဲ့ အရှင်ပြေတော့ ဒီလိုပဲကဲကဲဟာဘာသာရေးတာနာလေးလေးတော့မယ်ဗျာဟုတ်ပြီဗျာဒါလေးနော်တောင်းတည်းစလို့ချာမတရင်တော်လို့ဘူးဒီမတရပင်မာတူပြရီဟာပြန်မလို့ဒိဋ္ဌိမြာကိုဒိဋ္ဌိမြာကိုဒိဋ္ဌိမြာကိုနေနေရောနေနေတော့ဘယ်လေဒီဘာသာအာဘီအကောင်းနေပြီ မိတ်ဆော်ရည်တနေ့တခြား အာရမီဒီမန်ဒီမောင်အတီရာချိုးလင်းတော့ပြီမြမကြီးမောင်နဲ့မိတ်ဆော်ရည်တနေ့တခြားကိရှင်လာတော့ဆွေးပန်းတယ်မောင်ဒီမောင်ကအတီယုံကြည်ဘယ်လိုဝိတာဒီဝိစာရှိโอ้
ကိုဘာသာပြောနေစမ်းရဒီတိုင်းကျေလို့ဒီလိုဒီဆောင်မထောက်တော့ဘာလဲဘာလဲဆက်ဘာပြောရင်းဆောင်ကသူမိမမအေးမိတယ်တာလို့ဒီဘယ်သူသူမိမမအေးမိပြောလားအိုးကြီးဟာတကယ်တကယ်ဒီဘက်ကိုခါရီအောင်စတယ်ဒီဘက်ကလည်းကြောင်းတယ်ဒီဘက်ကလည်းတော့တော့နေရအောင်နော်တကယ်လားကောင်းတယ်ကြောက်လို့ရှိတယ်ညို့ဒီတကယ်တကယ်ဦးတပါလူတော်ကြီးပါလားဘုရားပြောချင်တယ်ကိစ္စလည်းဘုရားမပြောတာဘုရားပြောချင်တယ်ကိစ္စကပ်ပြီးပါလေဘုံတကယ်ကြီးကြည့်ရစေဘကောဒီဘက်ကြည့်ရစေဘကောစိတ်ညစ်ဆိုတော့တကယ်ကြည့်ရတေညိုတေညိုဘာမှမပြောဘူးတေညိုအမွေတိုင်းဆန်လေးလူတွေပြတ်လာတယ်အဲ့တော့တေညိုဘာမှအာမကလေးမင်းနဲ့ငါနဲ့အတွဲတစ်ဖက်တစ်လုံးကြီးဆောင်တာပြုအာမတကယ်တော့ကျတော့ဘေးမင်းကြီးစီပေါက်တော့ဒီခုမြတ်တာကားသမီးကိုစစ်စီအဲ့ဘေးဟောဦးမြတ်တာပုံစံနဲ့ကြလေတိတ်နေအခန့်နေလုံးသလားသူ့ပုံစံနဲ့ဟောဘလောက်မအောင်မှန်းနေတယ်မဟောဘေးမဟောဆရာစေယုံကြီးရဲ့တပည့်ဆရာလာရဟဲ့လားဇင်းယုံဒီဆိုတာလေဇင်းယုံဆိုတာညက်ပဲရွှေတဲဆိုတာလေညက်ပဲဘာဘူးလေအဲ့ဒီဆန်ကြီးအဲ့လိုပြောရင်ရိုင်းတယ်ဘယ်တော့မှကိုယ်မပြောတော့အမလေးညစ်တာမရှိဒီမှာတိုင်းနေဟုတ်ဘူးကျွန်တော်ဒီလိုပြောတာပါကိုဝင်းကြီးကြီးမဲလို့ညစ်တာမရှိဘူးလို့ပြောဘယ်သူမဲတာဟိုမလေးကြီးထားရတယ်ဘယ်သူမဲလဲအဲ့ဟာဘယ်လိုလဲဘယ်လိုလဲ WSC ဝိုင်းချစ်တယ်အေးဘေးရမဲဒီကလေးပဲကလေးဟိုင်းဒီဒီရဒုညကနကရောက်တဲ့ဘိုင်းဆိုပြီးစားလို့ဆက်ပြီးတော့ဟောမင်းဒီဘိုင်းကြီးစမပြီးတော့ရောက်တဲ့ဘိုင်းကမယ်ဆိုတော့ဒီကဒီလာတော့ဘယ်လိုလဲအဲ့တော့ကောင်းတယ်ဒီစီလိုက်ရောအဲ့ဒါလည်းကောင်းပါစေနော်အေးဒီတို့မချက်တဲ့ရှိတယ်ဟောကောင်းလို့မရအောင်ပါဆိုတော့ဘုရားရာဇာဘာသာတို့ဟေးဟေးဘုရားရာဇာဘာသာတို့ဆွေးကြလို့ဆိုဆိုကြလို့ပြောဆိုကြတဲ့တရားတွေဆွေးရတယ်ဒီမိမတို့ဆုံးနေတာပဲတော်ပြီတဲ့တော်ပြီတဲ့မိမကြီးတော့ဝတ်ထားပြဝတ်ပါလာရစစလေးဟိုနိုင်လေဆိုင်မင်္ဂလာပါတော့ကျွန်တော်တို့ခေချမ်းတပိတတန်နဲ့လေးစုံဒီမှာကျွန်တော်စပြတာဘုရားno música todo pero por acá listo ya ay por favor cómo me llama por ahí da pero por ahí daမျိုးသားအယုံလို့ခေါ်တယ်ဟေးဟိုကမိသားစုနာပြင်းနဲ့စောင်းရှောက်ပြီးပေးတာတော့ပြန်ပေးတော့အားရလို့ပြောတော့ဘာလဲကောင်းပါဘယ်မှာတော့နော်ကျွန်တော်တို့ရှင်မနေချမ်းတာကျွန်တော်ဒီလိုတဲ့နေ့စဉ်ပြမှာကျွန်တော်စိတ်မာနေနဲ့
လာရောက်ကပြတာနော်ပေါဝင်အားပြတာအရင်မဲ့ဝါသာပြီးလို့ဖြစ်ပါတယ်။ကောင်းလေးရှိပါလေဗျာနော်ကျွန်တော်တို့စိန်ပွဲတော့ဘိုးစိန်ပြည့်တဲ့တော့ဒီကစပြီးတော့ကျွန်တော်လုပ်နေတဲ့စိန်ပါတဲ့ပွဲတွေမှာလည်းရှင်မန်းတဲ့ဝေချမ်းသာနေပြီးတော့နော်စိတ်အားတက်တာလည်းနော်ပေါဝင်ဖြောပြီးခဲ့တယ်အခုကျွန်တော်စိန်ဒီသားစုကလည်းအခုလိုပွဲမှာလာရောက်နေရအတန်ကြာမှဝန်ဆောင်ပြီးပြောတယ်အဲ့တော့ထိတ်ချမ်းအောင်နေခဲ့တဲ့စီးရီးတို့လည်းဖြောပြီးနေတယ်အားကောင်းတယ်မန်းတို့လည်းချိတ်ချမ်းတို့လည်းချိတ်I like the little kid, time for the little kid, hey, time for kid, take another kid, hey, say my heart, you know it, that is what I mean. I know that kid, that is how kid,
အဲ့ဒါပြီးဘာလဲဒီတော့နဲ့ပြောအပြောငါဒါလေးနဲ့ငါချွတ်ချွတ်သွားရမယ်နော်အဲ့ဒါအဲ့တော့ဘာချင်းကင်တုံးလေးနဲ့အကင်တုံးလေးနဲ့ကင်တုံးဆိုတာကျွန်တော်ဒီမှာပါခင်ဗျာကျွန်တော်ဒီလိုလေးအများကြီးရှိသေးတယ်ကျွန်တော်သွားမိရတယ်လူတွေချင်းလုပ်ပြီးပိုက်ကြီးကြိုက်ပြီးတယ်မဆိုလို့လုပ်ကြပါဆိုတော့ခုတည်းကိုပဲခေါ်ပြီးလိုက်တယ်မိုက်တယ်ရေးစရာရှိနေတယ်ဘာလို့ဒီလိုရောက်တော့ဘယ်လိုပါ့ဟဲ့မိုက်တယ်ဆိုမိုက်တယ်လေတကြိုးနေဟိုမှာမိမကြီးမိုက်တယ်လေလူချာလီဆိုရင်တော့ဝိုင်းစစ်ကဆရာပြီကျွန်တော်ဆိုင်နေတယ်မို့လဲမိုက်ပေါ်ပိုင်ဝယ်ပေးတာကိုအောင်ပြောနေကတော့တော့ဒီလိုတော့တကြိုးနေတယ်မင်းညာဒီလိုပဲနေပေါ့ကမလေးစလေးနဲ့လို့ရှိရလိုက်တော့ကြာကြာဟာဒါလည်းလိုက်တာအေးယူကိုသိနေတော့ဒါမှအဘောချင်းနဲ့တွေ့မျက်စိလဲရဘူးရှင်တော့မျက်စိလဲတော့ဒီလုံးပဲသူနဲ့တွေ့တော့မျက်စိကိုလဲရမယ်ယုံနာဟိုတိန်ကခါပေါ်ပေးတာခိုင်မျက်မှန်လေးတက်တော့ဝေးရသည်ငါပြီးသိနေတယ်ထွက်မလဲသုံးပြီးဝဲလာကဲဒီစပိတ်စီကတော့ကျွန်တော်ရန်ဒီလေးဆက်ပြီးတော့ကိုကြီးပေါ့နော်ကိုကြီးဆက်တော့ဟုတ်ရတယ်ချာတာကျွန်တော်ဒီပြန်မပြောင်းတာတယ်ကာလို့ပေါ့လားနောက်တစ်ခေတ်မှာလူရှိတော်အားလုံးမေးသားလို့ပြီးဆိုတော့ဘောရှိတယ်တာချိုရီကတော့ဦးရကိုရှုပ်တယ်။တာနေအော်ဒါဥက္ကဋ္ဌငါတို့ရဲ့အုပ်ကြီးအဲ့ဒီအုပ်ကြီးရချမ်းပြောတော့ကောင်းလိုက်တာပဲ။အင်းသားအနေနဲ့ကြောင့်အဖိုးကြီးအသက်ကြီးတွေကကိုကြီးပြောတာပေါ့။အဖိုးအနက်ကထက်ပြန်ကြီးမားတာဘုံကြီးတာ။ဟုတ်တယ်ဗျာ။နော်ကြည့်ရတဲ့ကာလို့ရှိတယ်ဗျာပြင်းပြင်းမဲ့တာထိုးတယ်လူအိုပါတာအရင်နေ့နဲ့ကျွန်တော်လူကြီးရတော့တွေ့လားဒီလိုကဘယ်လိုတွန်းမတော်လို့ရတာတော့ဘယ်လိုမှမငါရတော့ဒီလိုတွန်းမှာဘယ်လိုလဲ
တော်လေကဲသူ့ကြည့်တယ်ကဘယ်လိုကအားရလားအားရတပ်ပြောရလားဟောတကယ်ကိုဆက်စီတော့ကစားပါစို့စီတော့တူးကြည့်နေတယ်အားငယ်အပြတ်တော့ဒီလိုရတာကျေးဇူးကြောင့်ပြောနေတယ်နော်ဒီလိုလေးကျေးဇူးခင်တဲ့တင်တဲ့ခံရတဲ့ခင်တဲ့အခုဒါတော့ဒါအရင်ကလိုက်ကြောင်းတော့လည်းဝေခဲ့တဲ့အဲ့ဒီပုဂ္ဂိုလ်တွေကတော့စပီလိုက်ပိုက်ရတယ်အဲ့မှာလေလုံးကလည်းလုံးပါဘယ်ဒီရမယ်အဲအားရချိုင်းနာပိတ်တယ်မပြီးဘူးလေတက်တယ်ကွယ်လာလာကွယ်ဘယ်လိုလဲအဲ့တော့ဒီသမီးတွေမင်းတို့လည်းအားလုံးတပါးလို့ဆိုတော့ဇုံတွင်းမှာတပါးလို့အဲ့တော့ဒီတော့စက်တော့တပါးဖြစ်ဒီကရဆောင်းကဟုတ်ကဲ့မင်းတို့လည်းဒီကအလောက်ပါတနာစရာဟုတ်တယ်ဟုတ်ကဲ့ဦးချလက်ဆောင်ပေးတဲ့ရဟာကိုယ်စီကြာအဲ့ဒါပြန်ရရရအဲ့ဒါဆိုရင်ဟိုဒီကဆွေးမနာလို့လေပြီးဟိုသားဟိုမျိုးတကုစကန်သားလေးဝိုင်းချစ်တယ်လည်းတော့ဟဲ့မင်းတို့ဒီယူကြပါဗျာဘာမှပေါင်းစားတယ်ပကတဲ့ကိုစီနီအဖေလည်းပြုတ်ပြီးသွားခဲ့တယ်ပြုတ်ပြီးသွားခဲ့တဲ့ချိန်မှာကျွန်တော်တို့တားပါနေ့တည်းစားညနေစားပတ်တွေ့တယ်ဆိုတော့ဒီကိုဝင်နေတာဘာလို့လဲသူ့မှာဝန်သားမပါတဲ့သူ့တော့မရှိဘူးအယုံရွေးရတယ်ကျွန်တော်တို့ကအချိန်ကုန်သွားဟုတ်ပါတယ်ဝဒါမပါတဲ့အယုံလိုက်ရွေးနဲ့လေးတမဲစားတော့နောက်ကြတယ်တော့ဟိုမုန်းမှုတော့သူကစားတယ်ကိုယ်ညနေစိတ်ကိုမကြည့်တော့ကိုယ်သားတို့နဲ့ဒီကမှုသွားတော့ကိုစီခဲနဲ့ကျွန်တော်တို့တခါထားတယ်ဒီပေးထားတဲ့ကတ်တွေကလည်းအင်္ဂလိပ်စာတွေနဲ့နှစ်ယောက်ပေါင်းလို့မှသုံးလမ်းမအောင်ဘူးတဲ့ဘယ်လိုလုပ်ထားလဲဟိုမှာနည်းနည်းဆိုတော့ဒီဘာမှမစားဘူးပြောပြပတ်တယ်ဘာလို့တော့ဒီတလေးအားလုံးလောရောနေအပြည့်အစုံပဲနော်တာလို့ဒီစတိုချင်လိုက်စတိုပဲကတ်တယ်လို့တော့ကပြီးရင်မင်းကတော့နော်ရတယ်တော့ကိုစီကပြောဟုတ်ကဲ့ဒီတန်တူကြီးတော့ဒီကောင်ရှိတယ်ရွှေမတော်မီစောOh
ဟ
အခုတကယ်မှမပြီးဘူးဘာလာကြွားအဲ့ဒါတော့တဲ့ကလေးတွေကလေးတွေပြောနေတာညောင်လေးကိုတဲ့အောင်ကဝေးပါလားအတူတူပါငါဖွင့်ပြောလို့ရှိရင်မမေရောဘူးဒီကြီးကနေတယ်လောဒီကြီးနေအိမ်မှာလာကြည့်တော့တယ်ဒီမှာအိမ်မှာလာကြည့်ရတယ်စပါအောင်ဒီနေ့ဒီနေ့ကြတယ်ရဲကြောက်ပါလို့ကျွန်တော်ဟိုလိုရတယ်ရဲချောင်းလည်းညီညာရဲချောင်းလည်းပြီးတော့သူ့ကိုနေရမရှိဘူးမတ်မင်းနမတာတာယာယာဒီလိုဘုရားသာဘုရားမြတ်ဘုရားသာဘယ်လိုလဲဘာလဲဘယ်လိုလဲဒီလိုစီဘုရားလာဒုလဘေဒုဘေဒုလယာနာဒုလယာနာဘာယာကေယောဟေးဟိုဆွေမကိုစားတယ်ဒီလိုမျိုးစာဟိဆိုရာဒါရင်ဒီနေ့ဝီးကြည့်ပါဘယ်နဲ့ဟုတ်ကဲ့လားဟုတ်ကဲ့ဒီလိုပြောစီရပါပြန်ပေါ်မောဘီဆိုတော့လေကျန်မင်းသမီးရမချမ်းဆိုင်ဟုတ်ကဲ့တော့မင်းသမီးကြီးရဘသူ့ကိုဟုတ်ကဲ့ဘယ်နဲ့မှမတွေ့ဘူးအားလုံးတော့သူဟောတာရှိပြီးသားဘာဖြစ်လို့နားမှာစိုင်းတစ်ဖွဲ့နဲ့မင်းသမီးရလောလောက်နေပြီနှစ်ဖွဲ့နေဆိုင်အေးဘောပြီးတော့ဟိုကူကဟဲ့ဒီတကယ်ချင်းလာတကယ်1 2 3ဆင်းတော့လာမတကယ်လာပါတော့တကယ်ရောဘယ်ကမလို့မရဘူးလေအေးတကယ်နော်ကျန်တယ်မရင်းမှာတကယ်ရေကြလာတော့တယ်ဟိုကိုကြီးအမမျိုးဆက်တဲ့အမင်းငယ်လေးတွေဟုတ်ကြီးရောကောင်းတော့ဟာကျဟိုတကယ်ချင်းလေတားတယ်လားသူ့လေလားတဝိုင်းလူကြီးလေဟုတ်ဒါဘာသာလဲတပည့်တော်အားတောင်းတယ်နော်ကျွန်တော်တိုင်းကဆိုပြီးဒီနေ့ကလည်းလုပ်ပြရမယ်ဒီနေ့ရတယ်ဦးချင်ကတော့တာပါစီပြောမှာဦးချင်ဒီနေရာလုပ်ဖို့နေတာဘိုးသမီးစီရောက်တော့လာတော့မပြောစင်းတယ်ဘုရားလေးမောင်ကိုကြီးရဲ့ငါကြံစီပါမယ်ကွာသူတော်မှဒီတော်ရှိဖို့တကယ်ဒါတိုင်းဘယ်တော့မှမနေကြSay
ကဲတောင်ပြုံးပြဖွင့်မယ်ကိုကြီးကိုကြီးနေအကြအစ်စ်တောင်ပြတ်တာကိုထားလိုက်တယ်ဒီအကြအစ်စ်နော်ဘုရားလုံးနေတာဒါလေးမျိုးသမီးစာတော့လေသမီးနဲ့မြို့သားတယ်ပိန်သွားတာတက်ပြောတယ်ကျွန်တော်လေးလုံးဝဒီနောက်ပြန်လာလို့တော့ဘုတ်တယ်ဒီလိုဒီဆိုဒီလိုက်ချင်းကိုရတယ်ကိုဆိုင်ဥက္ကဋ္ဌကိုအကျေမထိုက်နေမှာဟေးยังมีกองเลยมองกองเลยยังได้กันอยู่เลยอ๋อไม่เอามาเลยเลยนี่จะเอาไว้ดิตีนี้ก็จะเสียกันเนี่ยมีบอมเนี่ยถึงก็คุยอาเป็นเลยถ้าจะไม่ดีนะสุดที่เป็นในการทำให้ดูนะถ้าดูไว้อย่างนั้นมีอะไรอย่างนั้นคุยอาเป็นเลยถ้าจะไม่ดีนะสุดที่เป็นในการทำให้ดูนะတို့နေရတယ်ဟဲ့တို့နေရတယ်ဥက္ကဋ္ဌကလည်းတော့ဆူးနေဒီနာလေးကျွန်တော်မြောက်ကတော့ကောင်းပါလေးတွေမြင်လိုက်တာဒီနာလေးကျွန်တော်မြောက်ကတော့မင်းသမီးလေးတွေမြင်လိုက်တာမြင်ပါဘောမင်းတို့ကတော့ဒီကြတယ်အဲ့ကတော်မင်းသားတွေကတော့လည်းပေါ်ပါတယ်ဆိုတဲ့အကြောင်းကိုအေးရကဲကိုချမ်းသာလည်းဘာပေါ်ပါသွားပေါ်တယ်အသိရပေမဲ့ကလာခေါ်တာအမှန်ပေါ်ပါသွားပေါ်ပါတယ်ကိုဘုရားကလည်းဒီတိုင်းနဲ့ဖဖနဲ့ပေါ်ပါတော့ပေါ်တယ်ဗျာအမလေးသူတို့ကပေါ်ပါလားမင်းမိမပို့ပြီးပေါ်ပါတယ်ဗျာကျွန်တော်ပြောရင်သွားတယ်ဗျာတင်ညွန့်မိမပို့ပြီးပေါ်တယ်ပြောပြပေါ်တော့အားကြီးလို့ဓာတ်ပေါ်တဲ့တင်ညွန့်မိမနာမည်တော့ခေါ်တော့မင်းလည်းပေါ်ဒီဟဲ့အပေါ်ပါလေအားတယ်ပါလေဒီမဲ့အချိန်ဆုံးတော့ဟဲ့လူကြီးပါလေအောင်းပြီလားသူသာတော့တရားမိမလည်းဆရာသိနေရမှာပဲဟာအင်းရမယ်နော်အခုဒီသိနေတာကရဲကြီးနဲ့ထားမှာဆရာတွေတော့လို့ပဲဘယ်နဲ့အားမနေပါနဲ့ဒီတိုင်းနေတော့အတိတ်တော့96ဟုတ်မောလာအဘီကင်းနေတော့ဟုတ်ပတ်တော့ဘောတော့ကောင်းတယ်ခင်းနေတော့ပါဘူးကောင်းတယ်ကဲလို့တော့ဘီရအဲ့ဒါပါအဘီဆိုလုံးလုံးအဘီဆိုဘိုးရတယ်တလားအဖေကမတော်သေးတယ်နောက်ဆုံးကလေဒါမမေခိုင်နေလို့ဂျင်းဝင်လေးကမှပြီးတော့တော့တော့ဘာလို့လဲမောင်လေးခေါင်းနဲ့ပြီးနေတယ်ဟုတ်တယ်မခိုင်နေဝရောဟောတော့ဘုံနဲ့ပဲပြီးတာအဲ့ဒါနဲ့ဈေးဝိုင်းရောင်းခိုင်းလို့အခုတော့စစ်တယ်ရောဆိုးဆိုးဘာလို့လဲတာရယ်တာရလာအမေမင်းကိုပြောတာမင်းတို့မမပြောရင်လေမောတက်နေတယ်ဦးချမ်းကတော့ဟိုကနတယ်ဆိုးပါဆိုနော်အဲ့လိုမပြောလို့လည်းမရဘူးလေအဲ့လိုမှတော့မပြောရင်ရှင်းစရာလင်းစရာလည်းမရှင်းနဲ့စီဆိုးပြီးပြန်တော့ဘယ်လိုလောကမင်းတို့ပြောလို့တော့ဘယ်လိုမရှိနေတော့ဘာလို့လဲစီအောင်ပေါ့ငါမင်းတို့တွေနဲ့တွေ့တာပါအဲ့ဒါကောင်းတွေ့တာတော့မတွေ့ရဘူးကျွန်တော်မျိုးတို့စိတ်ကနာလေးပဲမျိုးရွှေမန်းသားလေးကိုမျိုးတို့ကိုစိတ်ကနာဒီကမျိုးရွှေမန်းသားလေးဝါမသမိုင်းပေါ်လိုက်ရင်ပေါ်မယ်တာမေကတိုက်ကနှလုံးရှုံးလို့ရောက်တောင်းတဘုံပြောင်းအားရတဲ့ဒီကုန်းစိတ်ကရှိစက်ကြောဟောဒီဟိုတမီးစီအောင်ဆောင်းမယ်ဆိုကျွန်တော်လည်းလာဆောင်း
လေသူတပီးပါတော်ရဲ့နေနာကြီးပုံမိုးဝေးရဲ့ရှင်တွေတပီးပြင်လာမိုးရဲ့ကပ်တာပေါ်ပြီးစကားပဲကိုရှင်တော်ရရှိရဇဝဲကိုနေရုံနဲ့ဆိုင်သိတော့ဟုတ်တယ်ပြန်တော့မလို့ဈေးတော့မပေးလို့မထွက်အောင်သူကလည်းတပြေဥက္ကဋ္ဌတုံးပြီးတယ်အဲ့စီတော့ကွာတော့အဲ့ဒီစနေတာကျွန်တော်တားလေးတော့ကိုယ်ပိုင်စက်ကိုစီနေအားလို့သူတို့ရဲ့ဟိုကကိုယ်ပိုင်ချလို့ရပါတယ်ကျွန်တော်နားကျွန်တော်လည်းတောင်းပြီးလက်ကျန်တောင်းပြီးတော့ဒီကလေးကျွန်တော်တက်စမ်းပြီးသူတို့ရဲ့ဒီလေးကိုပြောကြပါမယ်ကျန်တာအချိန်မှာကျန်တာမလုပ်ဘူးနေတော့ကလုပ်လို့ရတယ်လေဒီဒီရောက်တော့ကျွန်တော်ဆိုင်ချောင်းလို့ဟောဘာကြောင့်လဲဟိုဒီကျန်တော့နောက်ဆက်တာမဟုတ်သားတော့ထားဆိုတော့တာသားတို့လောက်ပြီးရှိနေတာသားတို့လည်းဘုံတိပါပဲသားတို့ရေဆိုတော့ထားတယ်တော့အားလုံးကျွန်တော်လည်းဘုံကိုဒီလိုမျိုးနေမှာဆိုကျွန်တော်ချင်းစကားတော့နောက်ဆက်တာမဟုတ်ဘူး။အားထားဆိုကျွန်တော်ထားတယ်။အေးအပါလေအဲ့ဒီတော့တားနေလို့အပါလေဒီတော့ကဲတောင်းလို့အားလုံးကပြင်နေပြီမစတိရအောင်မတည့်ကြပါအေးယူလေကမဒီလိုတော့ဒီလိုတော့အလောတော့ကျွန်တော်တို့ကျွန်တော်လည်းလာမှာဒီနေ့ကျွန်တော်နေတယ်ကျွန်တော်နေဒီနေ့ကျွန်တော်နေကျွန်တော်လည်းမရှိကျွန်တော်ပြောနေလို့နေဘာလို့သူ့တယ်ကိုယ်တင်နေအားလုံးကျွန်တော်ပြောတာရောအားလုံးကျွန်တော်ကိုယ်နေကျွန်တော်စိတ်မတူဘူးဘာမှဒီလိုကတော့အော်တော့ကိုယ်ဒီလိုတော့ပြောဝိတ္တဘုံဒီမှာတော့တော်ပြရတော့နော်စက်ကူကလည်းအားလုံးပြန်တော့တယ်အမှန်တကယ်လို့တောင်းပြရပြောတော့ဆုံးပြောတယ်ဒီလိုပြောပြီးနေစား
ဖြစ်ကြပါလိမ့်ဘယ်လိုလဲစုံ